အားလုံးပဲမင်္ဂလာပါတူတဲ့သဘာလေးနစ်စနဲ့ပြန်လဲရှိသွားတယ်ဒီနေ့မှာတော့ comment မှန်ထားတဲ့ Vivaro tutorial အဆက်ကလေးကိုဆက်လက်ပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ် Vivaro tutorial ကအရန်ငယ်တဲ့ကလေးတွေအတွက်အဆင်မပြေပါဘူးဘာဖြစ်လို့ဆိုလို့ရှိရင်သူတို့လက်ကလေးတွေအရန်နုနယ်သေးတဲ့အတွက်ကြောင့်အနေငယ်လက်ချောင်းလေးရေစော practice လုပ်တာပြီးတော့လက်ချောင်းတွေကတန်တန်မှရှိလာပြီးကိုကတရောတိတာနည်းနည်းလေးကြာလာပြီးဆိုတော့မှစပြီးတော့လက်ချင်ကန်လေးလုပ်ဖို့အကြံပေးချင်ပါတယ်အခုကတော့လက်ကလေးတွေချောင်းချင်းစီကိုလက်ချင်ကန်လုပ်ပေးရမှာဖြစ်ပါတယ်ပို့ပြီးတော့ပေါ်လွင်အောင်လို့တရောရဲ့ body ပေါ်မှာတင်ပြီးတော့လက်ချင်ပေးတာဖြစ်ပါတယ်လက်ညှိုးလေးတစ်ချောင်းပြီးတစ်ချောင်းအဲ့လိုမျိုး position မှာတီးရမယ်အဲ့ဒါကမှ Vivaro လုပ်တဲ့အခါမှာပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ဒီလိုမလုပ်နိုင်ဘူးဆိုလို့ရှိရင် Vivaro လုပ်လို့အဆင်မပြေပါဘူးဒီနေ့သင်ကြားပေးသွားတဲ့ Vivaro သင်ခန်းစာနဲ့ပတ်သက်ပြီးတော့မသိတာရှိရင် comment box ထဲမှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်